AI ကိုထိန်းချုပ်နိုင်ရမယ်ဆိုတော့ AI ကိုဘာမလုပ်နဲ့ဆိုပြီးတော့ပြောလိုက်တာကွာ AI ကိုထိန်းချုပ်တာ manager ကိုခိုင်းတယ်ဗျာကွာဒီ project ကိုပေါ့မတွေးနိုင် AI ကိုသုံးတယ် AI ကိုဒီ project ကိုအစားလုပ်ခိုင်းလိုက်အဲ့လိုမျိုး system ချက်ကြတွေးခေါ်ရဆိုရင်ကျွန်တော်တို့လိုချင်တဲ့ AI ကြီးကပေးတဲ့အဖြေကကျွန်တော်ရလိုက်အဲ့ဒါ engineer နဲ့ system engineer ကိုက AI ကိုခိုင်းလိုက်တယ်ကိုလိုချင်တဲ့အဖြေမရဘူးဆိုတာထုတ်တဲ့ပုံစံလည်းမပါလို့ဘလို့ထုတ်ပေးပါဆိုပြီးတော့မပါလို့အဲ့တော့ပါဝင်ရင် तू ကကိုလိုချင်တဲ့ပုံစံထုတ်ပေးမှာဟုတ်တယ်မလားတိတိကျကျပဲเนาะအဲ့တော့အလုပ်တင်တယောက်လိုအဲ့လိုမျိုးခိုင်းမယ်အလုပ်တင်ရတင်လာရမ်းတော်တယ်ကိုကခိုင်းလိုက်ရုံပဲเนาะဟိုမှာဟဲ့အောင်ငါ့ကိုတည်ရမလားဒီလိုပုံစံလေးလိုချင်တယ်ကွာအဲ့လိုမျိုးပုံစံပဲတင်မလားဒီလိုပုံစံလေးလိုချင်တယ်ကွာဒီနေ့ငါ client အတွက်ဒီ client အတွက်ငါ့ကိုဒီလို graphic လေးထုတ်ပေးရမယ်အဲ့လိုမျိုး तू ကလည်းအဲ့အတိအကျကိုထုတ်ပေးလိုက်ဘာလို့ तू အရန်တော်လို့လေအဲ့လိုမျိုးပုံစံပဲကိုယ့်ရဲ့အလုပ်တင်တယောက်လို mindset နဲ့သွားเนาะ TV ပုံစံနဲ့လုပ်ပေးပါရင် तू TV ပုံစံနဲ့ထွက်လာတယ်မယ် okay နောက်ဆုံးเนาะရလက်ကိုလည်းပါပြီးသွားပြီနောက်ဆုံးတစ်ခုကကျတော့ဒါကန့်သက်ချက်เนาะကန့်သက်ချက်ပါမယ်ကန့်သက်ချက်ဆိုတော့ဘယ်လိုလဲဆိုတော့ဘာတွေမလုပ်ရဘူးလေ AI ကိုသူ့ကိုလုံးဝမဲ့ဟာတွေကိုအရှိမ9ခုလုံးပေးပြီးသွားပြီဗျာလုံးဝမဲ့ဟာတွေကဘာလဲဆိုတော့ဒီဆရာမလိုနေရမယ်ဟုတ်တယ်မလားဒါ तू လုံးဝမဲ့ဟာတွေကျူတာအင်္ဂလိပ်ကျူတာလို့ professional ကျူတာတယောက်လိုနေရမယ် तू လုံးဝမဲ့ဟာပြီးရင်ဘာလို့ခိုင်းမလဲဆိုတော့သူ့ကိုဒီ9ရက်စာ lesson เนาะဒီမှာထုတ်ခိုင်းမယ်ဟုတ်ပြီနော်9ရက်စာ lesson ထုတ်ခိုင်းမယ်ဘာလို့မှမလဲပါပြီးသွားပြီအခြေအနေကိုယ့်ရဲ့အခြေအနေကဘလို့လဲထိုင်းနိုင်ငံမှာလုံးလုံးနေရဲ့အင်္ဂလိပ်စာစပြီးလေ့လာနေတဲ့သူတယောက်အခြေအနေလည်းပါသွားပြီโอเคနေဖို့အချက်လက်ကိုကဘလို့အချက်လက်နဲ့လိုချင်တာလဲเนาะစကားပြောတွေလားเนาะဟိုနေ့စဉ်သုံးလားသိရမလားဒီပစ္စည်းမှာလားအဲ့လိုလေးပါပြီးသွားပြီကိုလိုချင်တဲ့ဟာတွေပြောပြီးသွားပြီပြီးဘလို့ထွက်လာစီချင်တာလဲဇယားနဲ့ထွက်လာစီချင်တာလားပြောပြီးသွားပြီအဲ့တော့နောက်ဆုံးတော့ပဲကျွန်တော်ကိုမလိုချင်တဲ့အရာအဲ့ဒါလေကိုကသိရကိုမလိုချင်တဲ့အရာကိုကိုကပြောနိုင်တာ AI အဲ့ဒါမှ तू ကကိုမလိုချင်တဲ့ဟာတွေကန့်တက်ပြီးထုတ်ပေးပါโอเคအဲ့တော့ဒီမှာဆိုရင်ကိုမလိုချင်တဲ့ဟာတွေကဘာတွေလဲအောက်မှာကြည့်ကြည့်เนาะခက်ခဲတဲ့ grammar တွေမသုံးပါနဲ့เนาะအဲ့ဒါကိုမလိုချင်တဲ့အရာဘာလို့လဲဆိုတော့ခက်ခဲတဲ့ grammar တွေမသုံးစေချင်ငိုလို့ရဘာလို့လဲဒီကလူတွေက beginner တွေလေဟုတ်တယ်မလားခက်ခဲ grammar တွေသုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့နားမလည်ဘူးတကယ်လို့အဲ့ဒါမပါဘူးဆိုရင်ကျွန်တော်ဘာဖြစ်မလဲသိလားAI ကို level နဲ့မညီမျှတဲ့စာရေးပို့ပေးလိုက်ဟုတ်ကဲ့ခုနကကျွန်တော်တို့အပေါ်မှာခိုင်းထားတယ်ဗျာနေ့စဉ်စကားပြောရေးထုတ်ပေးခိုင်းနေဟုတ်တယ်မလားပြီးရင်ကျွန်တော်တို့ဒီပစ္စည်းမာတာတွေနှုတ်ဆက်တာတွေပေးထားတယ်ဒါပေမဲ့ तू ကခက်တာတွေထုတ်ပေးလို့ဇာတ်နဲ့တော့ထုတ်ပေးပါတယ်ခက်တာတွေထုတ်ပေးလို့ဟုတ်တယ်မအဲ့တော့ခက်တာနဲ့မထုတ်ပေးအောင်လို့ကိုကကန့်တက်ကငါ့ကိုခက်တာတွေမထုတ်ပေးနဲ့โอเคခက်တာတွေမထုတ်ပေးနဲ့ grammar ခက်တာတွေမသုံးနဲ့အဲ့လိုကန့်တက်ချက်လေးတစ်ခုတော့ပါဒါကိုလိုချင်အလိုရှိတယ်လို့ရှိတယ်လို့ပေါ့ဗျာတင်မှာဒါကျွန်တော်ဥပမာအနေနဲ့ပဲပြောတာเนาะအဲ့တော့ကျွန်တော်ဒါကိုပြန်ပြောကြည့်မယ်နော်အဲ့ဒါကိုအဲ့ formula ဘယ်လိုခေါ်လဲဆိုတော့ RDCIOC လို့ခေါ်တယ်အဲ့ framework နဲ့ဒါ project ကြီးတွေမှာတွားလို့ရတယ်ဝန်ထမ်းဆိုရင်လည်းအလုံးမှာသုံးလို့ရပါပဲအလုံးမှာကိုက pressure တွေများတယ်ဗျာကိုကတယောက်တည်းမစဉ်းစားနိုင်ဘူးအရင်ကဝိုင်းစဉ်းစားမယ်လေဒီ project ကြီးကိုပေးပြီးပြောတယ်မလားကို့ manager ဒီအလုပ်နော်ရုံးအလုပ်တွေရှိရလို့ရှိမယ်ဗျာဥပမာပြဗျာအဲ့ဒါဆိုရင် manager ကိုခိုင်းတယ်ဗျာကိုကဒီ project ကိုမတွေးနိုင် AI ကိုသုံးမယ် AI ကိုဒီ project ကိုအစားလုပ်ခိုင်းလိုက်ဒီအချက်လက်တွေနဲ့ခိုင်းသွားလို့ရတယ်နော်ကိုကဘာမှတော့မလို့အဲ့တော့ကိုက pressure ပြီးကြမလို့ပြီး manager တင်ပြလိုက်ဒါတွေကိုကပြီးလက်တွေ့လိုက်လို့ဟုတ်တယ်မလားအဲ့တော့ဒါ project ကြီးတွေမှာလည်းအသုံးဝင်တယ် okay နော်ဘယ်လိုက် okay အဲ့ဒါပြန်ပြောမယ်နော် RDCIOC လို့ခေါ်တယ် role ပါမယ်နေရာပေးရမယ်ကျွန်တော်တို့အလုပ်ပါမယ်ဘာလို့ခိုင်းရမလဲပါမယ် tax နော်အခြေအနေကိုအခြေအနေကပါတယ်ဘယ်သူအတွက်လဲဆိုတာပါမယ် contact အခြေအနေနော်ပြီးရင် input အချက်လက်ဘယ်အချက်လက်တွေကိုသုံးပါလဲဟိုကဘယ်အချက်လက်တွေပါနေချင်တာလဲ input ဆိုတဲ့အရာလေးပါပြီး output ဘယ်လို format နဲ့ထွက်လာစေချင်တာလဲ तू ကဇာတ်နဲ့မဟုတ်ဘဲနဲ့ကိုကသိရမလားစာကြီးပဲထွက်လာစေချင်တယ်ဆိုရင်စာကြီးပဲပေးတကယ်လို့စာကြီးကမဟုတ်ငါ့ကိုအချက်3ချက်ပဲထုတ်ဝေးပါဆိုရင် तू အချက်3ချက်ပဲထုတ်ဝေးလိုက်အဲ့ output ပဲဟုတ်နော်ကိုအချက်5ချက်ထုတ်ခိုင်းနေဆိုရင်5ချက်ပဲထုတ်ပေးလိုက်output ဒါအင်္ဂလိပ်စာလေးလာတဲ့အနေနဲ့ပြောတာတကယ်လို့ဒါ business စီးပွားရေးနဲ့ပတ်သက်တဲ့အတန်းဆိုရင်ကျွန်တော်စီးပွားရေးနဲ့ပတ်သက်ပြီးပဲကျွန်တော်က prompt ရေးပေးမယ်ဟုတ်ပြီနော် okay အဲ့တော့ကန့်သက်ချက်ပါရမယ်နော် construct နော် okay ဘာတွေမလုပ်ရဘူးလေအဲ့ဒါပါရမယ် okay ဒါလေးကိုရက်ပြန်ဖတ်ပြမယ်နော်အဲ့ဒီ6ခုထည့်သွင်းထားတဲ့အရာကို super prompt လို့ခေါ်တယ်အဲ့တော့ဒီ prompt ကိုကျွန်တော်တို့ဟောပါတော့ဓာတ်ပုံဖြစ်ဖြစ်ဓာတ်ပုံကျွန်တော်တို့ပြောမယ်ဓာတ်ပုံအများကြီးစေချင်တယ်ဒီလားဒီ prompt နေဓာတ်တွေကိုပြီးရင်ကျွန်တော်ပြီးမယ်နော်အဲ့တော့ဓာတ်ပုံအများကြီးစေချင်ဘာလို့လဲဆိုတော့
ဓာတ်ပုံရိုက်ပြီးမှကျွန်တော်ပြန်ကြည့်ရတယ်မဟုတ်ဘူးဗျာပြန်ကြည့်ရလို့ရှိလို့လားဒါပေမဲ့ကိုကဒီ screenshot တည်ရမှာအဲ့လိုမျိုးဟိုဓာတ်ပုံလေးရိုက်တယ်ဗျာဓာတ်ပုံလေးရိုက်တယ်ကိုကအဲ့ဒီ screenshot ရိုက်တယ်ပြန်မကြည့်ဘူးဗျာတည်ရမှာဟုတ်တယ်မနော်အဲ့အတွက်ကြောင့်ချပြီးရေးထားဖို့ကောင်းတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းအဲ့လိုပဲလေအားကြောင့်သိရင်အဲ့တော့ဖုန်းထဲဟာကိုပြန်မကြည့်ရတဲ့ကြောင့်ချရေးထားကောင်းတယ်အဲ့ကျွန်တော်ဖတ်ပြမယ်နော်ဖတ်ပြနေတော့ဒီ prompt ကိုချရေးရဖြစ်ဖြစ်လုပ်လို့ရတယ်မင်းကဒါအင်္ဂလိပ်စာလမ်းတာတွေအတွက်မင်းကစိတ်ရှိရဲ့ professional English tutor တယောက်အနေနဲ့ငါ့ကိုကူညီပေးပါငါ English beginner တယောက်ဖြစ်ပြီးတော့เนาะထိုင်းမှာလှုပ်လှုပ်နေเนาะအဲ့ဒါက role နဲ့เนาะပေးရမယ့်တာဝန်နဲ့နောက်ခံတမိုင်းကြောင့်ပြီးသွားရင်ဆိုရင်ကျွန်တော်တို့ဒါတာဝန်ပေးမယ်ငါအတွက်9ရက်စာနေ့စဉ်3စကားပြောတစ်ခုကိုတီဗီပုံစံနဲ့လုပ်ပေးပါဒါကကြတော့ tax နဲ့တာဝန်နဲ့ထွက်လာခြင်းနဲ့ပုံစံเนาะပြီးရင်အဲ့ဒီ TV ထဲမှာအင်္ဂလိပ်စာကြောင်းအနည်းဆက်ဆုံးအတန်ထွက်နေတာမြန်မာအဓိပ္ပာယ်3ခုလုံးပါရမယ်ဒါ input တွေပေါ့ဗျာတည်ရမှာတော့ဒါမှထည့်တာရေးထားတာ input တွေပဲမြန်မာစကားလုံး3ခုလုံးပါရမယ်လို့အဲ့လိုမျိုးဒီမှာနှုတ်ဆက်စကားတွေပစ္စည်းမှာအချိန်မေးခြင်းတွေအဲ့လိုမျိုးအကြောင်းအရာတွေပါရမယ်အဲ့လိုမျိုးပုံစံပေါ့လေဒါကကိုရဲ့ထည့် input ပြီးတော့ဆိုရင်ရှောင်ရမယ့်အရာတွေဗါလဲဆိုတော့ခက်ခဲတဲ့ grammar တွေမသုံးပါနဲ့အလုပ်ခွင်မှာတကယ်သုံးရမယ့်ရိုးရှင်းတဲ့စကားလုံးတွေကိုပဲဥပမာပေးပါအင်္ဂလိပ်လိုသူကအဲ့လိုမျိုးလေးထုတ်ပေးလိုက်မယ်သူကလို့ရှိရင်โอเคအဲ့တော့ကျွန်တော်တို့ကနောက်မေးစရာမေးခွန်းတစ်ခုပေါ်လာလိုက်ဒီမှာကိုကပေးထားတဲ့အတိုင်းအဆင့်လိုက်ကြီးလည်းမဟုတ်ဘူးဟုတ်တယ်နော်အပေါ်က RDCIO C ဆိုတဲ့အဆင့်လိုက်ကြီးမဟုတ်ဘူးဗျာသူကသူဒီလိုကြီးဖြစ်နေတယ်ဒီမှာ RCTOIC အဲ့လိုကြီးဖြစ်နေတယ်တလွဲတွေframework ကြီးကကြောင်းမြန်ဖြစ်နေတယ် no framework ကြောင်းမြန်ဖြစ်တာမဟုတ်ဒီကလူတွေသိနေချင်တာအဓိကဒီ6ချက်ပိုင်းရပြီကိုယ့်အကိုလေတောက်ထိုးပဲဖြစ်မုံမြော်ပဲဖြစ်အဲ့လိုမျိုးတည်မှာ row ကအောက်ဆုံးရောက်အလေပဲရောက်ချင်တဲ့နေရာရောက်ကိုကအဲ့ဒီ grammar လုံးနော်ဒီမှာ R ဆိုတဲ့အရာကြီးကဒါအခုရှေ့ဆုံးမှာရောက်နေတွေ့လားအဲ့လိုမဟုတ်ဘဲနဲ့ဒီကအတုံးပြတဲ့လူကအဲ့ R ကိုနေရာပြီးတဲ့နေရာကိုအောက်ဆုံးမှာတွတ်ထားလိုက်ဘာမှမဖြစ်ဘူးနော်ဥပမာပြဒီနေရာလောက်မှာတွားထားလိုက်ဘာမှမဖြစ်ဘူးခက်ခဲတဲ့ grammar တွေမသုံးပါနဲ့ဆိုတဲ့နေရာမှာကျွန်တော်စိတ်ရှိရဲ့နော်အင်္ဂလိပ် tutor တယောက်အနေနဲ့ငါ့ကိုကူညီပေးပါလို့တွားသုံးလဲဘာမှမဖြစ်ဘူးအဲ့တော့အဓိကပြောချင်တာဒီ6ချက်ပါရမယ် project ကြီးရင်လုပ်ရင်ပါရမယ် AI အသုံးပြုရင်ဒါပေမဲ့အဆင့်လိုက်ဖြစ်เสียမလို့ okay အဆင့်လိုက်ဖြစ်เสียမလို့ဘယ်သူမှအဆင့်လိုက်ဖြစ်ရင်ဘာဖြစ်ဝင်ညာဖြစ်မှာမရှိဘူးအဲ့တော့6ချက်ကိုအလွတ်ချက်ထားနိုင်ရင်ကောင်းတယ်အဲ့6ချက်လေးကိုကျွန်တော်ပြပေးထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာလေးကြည့်ကြည့်မယ်ဒါကပါလဲစနစ်တကျတွေးခေါ်မှုကရလက်ကိုကျွန်တော်ပြောင်းလဲစေတယ်ဆိုတဲ့အကြောင်းပြောပြထားတာနော် system ဒါစနစ်ဆိုတာဒါအင်္ဂလိပ်ဆိုရင် system system ရှိရမယ်ဗျာဘယ်ရမဆိုဟိုအဲ့ဒီ AI မှာလည်းကျွန်တော်တို့ system လိုအပ်တယ်အဲ့လိုမျိုး system ကြကြတွေးခေါ်ရဆိုရင်ကျွန်တော်တို့လိုချင်တဲ့ AI ရှိရပေးတဲ့အဖြေကကျွန်တော်ရလိုက်မယ်အဲ့ဒါ engineering system engineering okay အဲ့လိုမျိုးပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကိုကတိကျပေးနိုင်ရတိကျမှုရှိရပြီးရင်ကိုကတော့ခုနကတိကျလို့ပဲခုနက format ကိုလိုချင်တဲ့ format အတိကျပါပြီးတော့ကန့်သက်ချက်တွေပါနော်ဥမာဒီမှာရေးထားအင်္ဂလိပ်သင်ပေးပါလို့ပြောမယ်စာဥမာကျွန်တော်ပုံမှန်လူတွေတာမန်လူတွေပြောပြမယ်နော်တာမန်လုံနေတာပါကိုကလုံနေလဲလုံမယ်ဒီရလူပြောပြမယ်ကိုကပုံမှန်ဆိုရင်ဘယ်လိုပေးလဲဆိုတော့အင်္ဂလိပ်သင်ပေးပါလို့ပဲကိုက prompt ပေးလိုက်အင်္ဂလိပ်သင်ပေးပါအဲ့လိုမျိုးပဲကိုကရိုးရိုးတန်းတန်းလေးပဲ prompt ပေးလိုက်ဟုတ်နော်အဲ့လိုမျိုးပေးမဲ့အစားကျွန်တော်တိကျပေးနိုင်ရမှာခုနပြောသလိုဘ누구အတွက်လဲဘာအတွက်လဲအဲ့ဒါကို AI ကိုထည့်ပြောအဲ့ဒါမှကိုက AI ကိုလိုချင်တဲ့အဖြစ်ထုတ်ပြဘယ်လိုလိုလဲဆိုတော့ဘ누구အတွက်လဲဘာအတွက်လဲဆိုတော့ကိုကဘ누구လဲခုနပြောသလိုပေါ့နော်ကိုကဒီထိုင်းနိုင်ငံမှာအလုပ်လုပ်နေရဲ့အင်္ဂလိပ်စာလေ့လာနေတဲ့သူတရားမြန်မာနိုင်ငံမှာအလုပ်လုပ်နေရဲ့ဘာလုပ်လဲအဲ့လောက်ကြီးပြီးပေးရင်လည်းပိုကောင်းတယ်ကိုကဘာအလုပ်လဲအဲ့လိုမျိုးတွေပေါ့နော်အသေးစိတ် specific ဖြစ်တာအဲ့မှာတိကျရမယ်ပြီးသွားပြီဆိုရင် formatting ပုံစံကြကိုလိုချင်တဲ့ပုံစံကဘယ်လိုလဲဥမာအောက်မှာရေးထားကြဒီ table ဇယားပုံစံပြီးထုတ်ခိုင်းခြင်းဟာဒါလေ့လာသူတို့ကပို့ပြီးတော့လွယ်ကူစေ easy to understand ဖြစ်တယ်အဲ့လိုမျိုးဖြစ်အောင်လို့ AI ကလုပ်ပေးလိုက်ကိုကတကယ်လို့ပုံစံကိုနောက်တစ်ခု trick လေးပေးမယ်15နှစ်သားပုံစံတယောက်လို့15နှစ်သားတယောက်လို့ငါ့ကိုရှင်းပြအဲ့လိုလည်းသွားလို့ရတယ်ဟုတ်နော်အင်္ဂလိပ်စာလေ့လာနေတဲ့သူကိုက format ဒီပုံစံ output နေရာမှာပေါ့နော်ဒီဇယားနဲ့မထုတ်ခိုင်းမဲ့ねကိုကဘယ်လိုထုတ်ခိုင်းမလဲဆိုတော့
ဒီ English ဟိုပါနော်ဇာတ်နဲ့မထုတ်ခိုင်းမယ်နဲ့15နှစ်သားတယောက်လို့ငါ့ကိုရှင်းပြပါဒီအင်္ဂလိပ်စာကြီးအဲ့လိုဆိုရင်ကိုယ့်ကိုခလေးတယောက်လို့ရှင်းပြလိုက်15နှစ်အမှရှင်းပြလိုက်ဘယ်လိုလဲဆိုတော့ဥမာအမေတွေနဲ့ဥပမာပြီးတော့အဲ့လိုမျိုးပေါ့နော်အမေကိုဈေးဝယ်ခိုင်းရင်ဘယ်လိုမျိုးဖြစ်တယ်မလားအဲ့လိုမျိုးပုံစံလာလိမ့်မယ်အဲ့လိုမျိုးလုပ်ကြည့်ပါနော်15နှစ်သားတယောက်လို့ရှင်းပြအဲ့လိုမျိုးကိုယ့်ရဲ့အဲ့လိုတီးရကိုလိုချင်တဲ့ပေါက်ပုတ်ကိုလုံနိုင်လို့ရှိရင်ကိုကပို့ပြီးတော့နားလဲလို့အဲ့ဒါကိုပြောချင်တယ်ပြီးရင်ခုနပြောတယ်ကန့်တက်ချက်ပါမယ် grammar တွေမပါနဲ့ဘူးဒါအဲ့လိုမျိုးပြောလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါစပြီးလေးလာတင်တဲ့သူတွေအတွက်ကကြောက်ရွံ့စရာမလို AI ကိုထိန်းချုပ်လိုက်ကိုက AI ကိုထိန်းချုပ်နိုင်ရမယ်ဆိုအဲ့ဒါကိုပြော AI ကိုထိန်းချုပ်နိုင်ရမယ်ဆို AI ကိုဘာမလုပ်နဲ့ဆိုပြီးတော့ပြောလိုက်တာကိုက AI ကိုထိန်းချုပ်တာမဟုတ်လို့ရင်ကိုကထိန်းချုပ်ချက်မပါဘူးဆိုရင် AI ကလွတ်ထွက်ပြီးတော့ကိုကိုပေးချင်တာတွေပေးလိုက်အဲ့တော့ AI မလွတ်ထွက်အောင်လို့ကိုက AI ကိုတည်ရမလားကန့်တက်ချက်လေးပါမယ်ဘာမလုပ်နဲ့โอเคအဲ့လိုမျိုးโอเคဒီမှာဆိုရင်ဒါခုနပြောသလိုမျိုးเนาะတခြား prompt လေးတွေလည်းကျွန်တော်ထည့်ပေးထားမယ်အဲ့ဒါအခုလာပြီပေါ့เนาะအခြေအနေအလိုက်ရွေးချယ်ရမယ် prompt framework ကျွန်တော်ခုနက RTCIOC ဆိုတာမြင်လားမသိဘူးเนาะအဲ့ဒါကြောင့် master framework အလုံးဝ project ကြီးတွေတုံးတဲ့နေရာမှာတုံးလို့ရတယ်เนาะရှုပ်ထွေးတဲ့ complex ဖြစ်တဲ့နေရာမှာသူက complex ဆိုတာရှုပ်ထွေးတာရှုပ်ထွေးမှုကဒီကလူတွေရှုပ်တယ်မလားနည်းနည်းအဲ့ကောင်ကြီးကရှည်တော့လေ RTCIOC နည်းနည်းရှည်တယ်ကွာရှုပ်တယ်အဲ့ဒါရှုပ်ထွေးမှုကပို့ပြီးတော့မြင့်ဟိုကပို့ရှုပ်ထွေးရပေါ့ဒါကိုသုံးရမယ်နေရာပြီးတော့ဒီကောင်ကလည်းပို့ပြီးတော့တိကျတာဟုတ်နော်အဲ့ဒါဘယ်လိုနေရာမှာသုံးရမလဲဆိုတော့ project အကြီးစားကြီးကိုကလုံးတော့မယ်ဆိုရင်အဲ့ဒါကိုသုံးလို့ရတယ်အရေးကြီးတဲ့ကိစ္စတွေဒီ prompt မှာသုံးလို့ရတယ်ဘာလို့လဲဆိုတော့ तू ကအသေးစိတ်ကိုကိုပေးမှာကိုလိုချင်အသေးစိတ်ကို तू ပေးမှာဆိုတဲ့ကြောင့်အရေးကြီးတဲ့နေရာမှာဒါကိုသုံး RTCIOC လုံးဝကိုကပေါ့ပေါ်ပဲသုံးမယ်နော်မြင်ဆန်းဆန်းလိုချင်တဲ့အဖြစ်ကို AI ရှိအဖြစ်မြင်ဆန်းပဲရချင်တယ်ဆိုရင်အောက်ကသွားမယ်အင်္ဂလိပ်လို့ဆိုရင် error ပေါ့ဟုတ်ပါဘူးဒီ error တော့ဖြစ်တယ်kit ပေါ့လေအင်္ဂလိပ်လို့ဆိုရင်အဲ့လိုမျိုး ERA ဒီ framework အတိုင်းသွားမယ် ERA ဆိုတဲ့အောက်မှာရေးထားတဲ့ quick action လုံးဝကိုကမြင်ဆန်းဆန်းရလက်လိုချင်တဲ့အခါမှာဒီဟာလေးကိုသုံးမယ် ERA သူကမရှုပ်ဘူးမရှုပ်ထွေးဘူးမြင်ဆန်းဆန်းအဖြစ်ရလိမ့်မယ်ဒီမှာရေးထားတာဘယ်လိုအခြေအနေမှာသုံးရမလဲဆိုတော့မြင်ဆန်းဆန်းခိုင်းနေတဲ့အခါမှာ ERA ကိုသုံးမယ် ERA ကိုပြီးရင်ရှင်းပြမယ်နော်လင်းမြန်စွာအကောင့်ထဲပေါ်ပေးလိုက်မယ်သူကမြင်ဆန်းကိုအဖြေတွေပေးလိုက်မယ်အဲ့လိုမျိုးပေါ့နော်โอเคအသေးစိတ်တော့ဖြစ်ချင်မှာဖြစ်မှာပေါ့လေနောက်တစ်ခုကကျတော့ chain of thought လို့ခေါ်တယ်အဲ့ဒါကျတော့ဒါ thinking ပုံစံပေါ့နော်ခုနကကျွန်တော်ပြောရတာအတွေးလေးထည့်ပေးမယ်ဆိုအဲ့ဒါကိုပြောတာ chain of thought သူကဘယ်လိုလဲဆိုတော့ဒီရှုပ်ထွေးတဲ့ပြဿနာတွေရှိမယ်ဗျာကိုယ့်ရှိမှာဒါကိုယ့်ရဲ့လုပ်ငန်းမှာဒီရှုပ်ထွေးတဲ့ပြဿနာတွေဒါကုတ်တင်ပိုင်းလို့ပါလို့ပေါ့နော်ဒီလိုကုတ်တင်လုပ်နေတဲ့သူတွေပါရှိမယ်ဗျာ byte code တို့ပါအဲ့လိုမျိုးရှိမယ်လေဒါရှုပ်ထွေးတဲ့ပြဿနာတွေရှိမယ်အဲ့တော့ကိုကတဆင်ချင်းကြီးစဉ်းစားတယ်အဲ့လိုပိုင်းကြီးကြပါလေရှုပ်ထွေးတဲ့ပြဿနာကိုကအရန်ဟိုဘယ်လိုရမလဲရှုပ်တဲ့အရာတွေကိုလုံးတော့မယ်ကိုစဉ်းစားတော့မယ်ဆိုရင်တဆင်ချင်းကြီးသွားတာကောင်းအဲ့တဆင်ချင်းကြီးသွားတာကိုကျွန်တော်တို့က chain of thought လို့ခေါ်တယ်ဒါပြီးရင်ဒါ step by step အဲ့ဒါလေးကိုလည်းပြင်ပြပြမယ်ဟို ERA ကိုသွားလိုက်မယ်နော် ERA ဆိုမြင်ဆန်းဆန်းခိုင်းနေတဲ့လူတွေအတွက် ERA framework ရှိမယ် ERA ကပထမဆုံးချက်ကပါလဲဆိုတော့ expectation ညှော်လင့်ချက်ဘာရလက်လိုချင်တာလဲကိုက AI ကိုမမေးရင်အဲ့ဒါကိုကိုယ်ကိုယ်ရစဉ်းစားမြင်ဆန်းဆန်းခိုင်းနေတဲ့အခါမှာဒီ framework ကိုသုံးမယ်နော်ဘာရလက်လိုချင်တာလဲ expectation ညှော်လင့်ချက်ကိုကဥပမာလေးပြင်တော့မယ်ပြီးရင်ကိုကဒီမှာဒီပိုင်းပြောလိုက်အောင်ဘာရလက်လိုချင်တာဆိုတော့ဘာနဲ့တူလဲဆိုတော့ခုနကကိုထုတ်ပေးမယ် output နဲ့တူတယ်အောက်ကိုခုနကကိုလိုချင်တဲ့အောက်ကိုကဇရာနဲ့လိုချင်တာလားအဲ့လိုမျိုးကိုကဘာရလက်လိုချင်တာလဲအဲ့ဒါကိုရင်ထဲအဓိကအောက်ကိုကအရေးကြီးတယ်အဲ့ဒါကြောင့်မို့ဘာရလက်လိုချင်တာလဲကိုကတွေးဘယ်လိုလိုချင်တာလဲပေါ့နော်ပြီးရင်နောက်တစ်ခုအရေးကြီးတဲ့နေရာ row သူ့ဘတူလို့တတ်မှတ်ကသူကစီးပွားရေးလုပ်တော့အဲ့ဒါဆိုရင်ကိုစီးပွားရေးလုပ်ငန်းရှင်တယောက်လို့တွေးပေးပါတော့နေမှာရေးလို့ရတယ်ဟုတ်တယ်နော်ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းရှင်ဒါမှမဟုတ် marketing expert တယောက်လို့ဒီ marketing professional တယောက်လို့ marketing master တယောက်လို့အများကြီးသုံးလို့ရတယ် marketing strategy တယောက်လို့ဘယ်လိုမျိုးလဲဟုတ်တယ်မလားကိုကစီးပွားရေးလုပ်တော့မယ်လေတကယ်လို့ကိုကအင်္ဂလိပ်စာလေ့လာနေတဲ့သူဆိုရင်ဒါလုံးဝအင်္ဂလိပ်စာကိုအနှစ်50ရှိတဲ့ဆရာတယောက်လို့အင်္ဂလိပ်စာကိုအနှစ်30ရှိတဲ့ဆရာတယောက်လို့နော်အင်္ဂလိပ်စာကို grammar တီးတတ်ပဲသင်တဲ့ဆရာတယောက်လို့အဲ့လိုမျိုးနေရာပေးပေါ့နော် role ပေးလိုက်ပြီးပြောရင်ကိုက S ဆရာရှိကဘာလို့ချင်တာလဲ expectation S ဆရာရှိကနေပြီးတော့ဇရာနဲ့လိုချင်တာပါညာအဲ့လိုမျိုးတောင်းလို့ရတယ်အရှိမနော်ပြီးရင် action သူကဘာလုပ်ကမှာလဲ
အဲ့ဒါကိုတွေ့ तू ကဘာလုပ်ရမလဲဆိုတော့မှ तू ကနော်ခုနကဒီ prompt နဲ့သွားမယ်ဘာလုပ်ရမလဲဆို input နဲ့တူအဲ့ဒါကြောင့်နော်ဒီကောင်နဲ့တူ input နဲ့တူ तू ကဘာလုပ်ရမှာဆိုတော့ဒီနှုတ်ဆက်ချင်းတွေပစ္စည်းမာတွေအချိန်မေးတာတွေကိုအဲ့အကြောင်းအရာတွေလုပ်ရမှာလားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပေးရဒီလိုပဲနော်ဒါ input နဲ့တူဒါတော့အဲ့၃ချက်ပိုင်နေဒါပြောမယ်ဆိုမြင်မြင်ဆန်ခိုင်းလို့ရတယ်ရှင်းပြောမယ်ဆိုရင်ရှေ့က output အလေက row အနောက်က input output row input အဲ့၃ခုပါလို့ရှင်ဒါ ERA framework ကိုမှပြောတာနော်မြင်မြင်ဆန်ခိုင်းလို့ရတယ်ဒါပေမဲ့အသေးစိတ်ဖြစ်ချင်မှာဖြစ်မယ်ဘာလို့ဆိုတော့အပေါ်ကနောက်၃ခုမပါဘူးလို့အဲ့ဒါကြောင့်နော်ရတယ်ဒီတိုင်းသုံးလို့ရတယ်โอเคရလို့ခုနကလေကျွန်တော်တို့ဒီကိုကဟိုဖြတ်လိုက်တယ်ပေါ့နော်တခါလေးထိုးလိုက်ရုံနဲ့ပြည့်စုံတဲ့ဟာကိုကမျှော်လင့်တယ်မရဘူးလားမဟုတ်ရတယ်ဒါပေမဲ့ကိုလိုချင်တဲ့အတိုင်းထိုက်ရဖို့အတွက် pro ဆန်ဖို့အတွက်ဒီချက်လေးကိုသိထားဖို့လိုအစစ်စစ်စဉ်းစားခိုင်းပါ chain of thought လို့ခေါ်တယ်ခုနကလည်းပြောပြီးအမီးလေးပြောထားတယ်အဖြေကိုဓာတ်ရိုက်သူ့ကိုမပေးခိုင်းဘူးအစစ်လိုက်စဉ်းစားခိုင်းနောက်စာအုပ်ထုတ်လို့ chapter 1အတွက်တဝက်ကိုငါလိုချင်တယ်တော့ပါလားအဲသူ့ရဲ့ limit အတိုင်းကိုကထုတ်တာပေါ့ chapter 1အတွက်စာတဝက်ကိုမင်းထုတ်ပေးနိုင်တော့ထုတ်ပေး okay နောက်ထပ်ဒုတိယပိုင်းထပ်ထုတ်ပေး chapter 1အတွက်နောက်ထပ်တတိယပိုင်း chapter 1အတွက်ထပ်ထုတ်ပေးအဲ့တော့အစစ်လိုက်ကိုကစဉ်းစားခိုင်းတာသူအဲ့ဒီမှာပူရ pro ဆန်နေတယ်ဆိုရင်ကိုယ့်ရဲ့အကြောင်းအရာတွေမှာဒီຢာလေးထည့်လိုက် let's think step by step ကျွန်တော်တို့တဆင့်ချင်းစီငါ့ကိုစဉ်းစားပေးပါတဆင့်ချင်းစီပေးပါ give me step by step ဒါမှမဟုတ် explain me step by step နော် think step by step အဲ့လိုမျိုးပါနော်အဲ့လိုမျိုး teach me step by step တဆင့်ချင်းစီငါ့ကို step by step ဆိုတာအရင်သုံးဝင်တယ်သိလားအဲ့စကားလုံးကလေဒါကိုဖြည့်ချင်းဖို့တော့သူအဆင့်လိုက်အကုန်လုံးပေးလိမ့်ဒီကလူအဆင့်လိုက်အဆင့်ချင်းစီအဲ့မှာမလုံလောက်သေးလို့ရှိရင် next step by step အဲ့လိုမျိုးထပ်သွားလို့ရတယ်နောက်တဲ့အောက်ကနော်ပို့လို့ခြင်းတဲ့ဟာအဲ့တော့အဲ့ဒီစကားလုံးရဲ့စွမ်းအား step by step ဆိုတဲ့ဟာကိုယ့်ကိုပို့ပြီးတန်ဖိုးရှိစေရဲ့ AI ကိုကျွန်တော်တို့ဒီခုံကြော်ပြီးတော့အဲ့လိုမျိုးတွေးခေါ်ခိုင်းတာတွေကိုရက်ပြီးကျွန်တော်တို့ဒီတက်သစင်ချင်းယူသွားကြမယ်ဟုတ်နော်အဲ့လိုမျိုးလေးသွားလို့ရတယ်အမြင်လေးပြောလိုက်နောက်တစ်ခုကဥပမာပေးပြီးတော့သွားလို့ရမယ်ဟို future shop အဲ့ prompting လို့ခေါ်ကိုလိုချင်တဲ့ဥပမာတစ်ခုကိုတွေ့ထားတယ်ဟိုယတိအတွက် content creator နဲ့ပတ်သက်ပြီးသူကတည်ထားတယ် content creator သူကကိုဥပမာပေးခြင်းတဲ့ content creator တယောက်ရှိမယ်ပဲဟာဟိုကိုက social media အမည်နဲ့ creator တယောက်ရဲ့ content တစ်ခုကိုဥပမာပေးပြီးတော့ AI ကိုပေးလိုက်ငါ့ကိုဒီပုံစံလေးအတိုင်းငါရဲ့ဒီရှူထောင်တစ်ခုကနေပြီးတော့မှ Japanese ရှူထောင်ကနေပြီးတော့ရေးပေးပါဥပမာကိုဘက်က creator တယောက်ကဗျာကျွန်တော်တို့ဒီလူငယ်တွေရဲ့တိုးတက်တဲ့အကြောင်းရေးထားတယ်အဲ့ creator အဲ့ဒါကိုမှကိုယ့် Japanese လေးလာတဲ့ content အဖြစ်ပြောင်းမယ်စာအဖြစ်ပြောင်းမယ်ဟိုသူ့ရဲ့ရေးတာကိုလည်းကိုကကြိုက်တယ်အဲ့တော့ AI ဥပမာပေးပြီးတော့ခိုင်းလို့ရတယ်ဒါကနည်းနည်းထက်လန်းနေရောနိတက်အမ် trade လေး future protein လို့ခေါ်ရတာပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ပုံစံကိုသူကဥပမာအဲ့ Gemini မှာတင်သွားရင်နော်ဒီဟာလေးကဥပမာဒီပုံစံအတိုင်းငါရဲ့ဒီ Japanese content အတွက်စာကိုဒီပုံစံတိုင်းဒီနီးစက်နဲ့အတိုင်းနောက်တစ်ခုရေးပေးပါအဲ့တိုင်းသွားလို့ရှိရင်ကိုကဂျပန်စာနဲ့ပတ်သက်တဲ့ကြော်ညာစာလို့ content လို့ကိုရေးခိုင်းခြင်းလို့ရေးခိုင်းပြီးတော့ထုတ်ပေးလို့ရတယ်အဲ့တော့သူ့ပုံစံတိုင်းသူအဲ့ကိုရဲ့အားကြားတဲ့လူပုံစံတိုင်းထွက်လာတယ်လေအဲ့လိုမျိုးကိုလိုချင်တဲ့ညွှန်ကြားချက်ရလက်တိကျမှုပေါ်မူတည်ပြီးတော့ကိုကထွက်လာလို့ဒါဥပမာပေးပြီးတော့ပုံစံမျိုးထုတ်ခိုင်းတာပေါ့လေဒါဘာမှမဟုတ်သူများရဲ့ပုံနောက်ကိုကိုကဖောက်ထားတယ်အဲ့တော့ကိုကတခြား true ဟို copywriting သင်တန်းလို့ကြားဘူးမလား copywriting သင်တန်းကြော်ညာစာရေးတဲ့သင်တန်းလို့ content writing သင်တန်းလို့တက်ဆရာမလို့တော့ဘူးသူများ content writing သူများရေးထားတဲ့ content writing ကိုကိုရဲ့နေပေရဟာလေးဖြည့်လိုက်ရင်ဝယ်ကိုရဲ့နေပေရပါလေခရိုတွန်လားခရိုတွန်အကြောင်းအရာကိုအဲ့သူရေးထားတဲ့ရေးသားတိုင်းကိုပေါင်းဆက်လိုက်အဲ့လိုမျိုးလေးပါလေသူများအုံနောက်ကိုသူများရဲ့ပညာရဲ့ကိုဖောက်ထားလိုက်ရလိုက်အဲ့တော့ AI အဲ့လောက်ကြီးထိပါသုံးမယ်ကိုကတခြားပညာရေးတွေကိုသင်ရဘလို့တော့ copywriting လို့ဒီမှာ content writing လို့ကိုအားကြတဲ့လူတယောက်ရဲ့အရေးသားတွေးလို့ရှိရင်အဲ့ဒါကိုသုံးသပ်ခိုင်းတယ်။ तू ကဒီအရာက तू ဘာလို့ရေးတာလဲ။ငါ့ကိုသုံးသပ်ပေးကွာ psychology ရ။ကျွန်တော်ဆိုဥပမာဒါလုံးကတော့ဒါလေးရအနှစ်စာသားလေးပေါ့လေကျွန်တော်ကအဲ့လိုမျိုးသုံးသပ်ပေးပါလို့ analysis လုပ်ပေးပါလို့ဒီစာဒီ तू ရေးသားပုံငါ့ကို framework ထုတ်ပေးပါလို့အဲ့လိုမျိုးလေးဒီလားကိုသုံးသပ်ရင်သုံးသပ်လို့လုပ်လို့ရတယ်။နားလည်တော့မသိဘူးကျွန်တော်ဟုတ်နားလည်ပါโอเคနောက်တစ်ခုအကောင်းဆုံးရတဲ့အတွက်ကျွန်တော်တို့စဉ်းပြင်ဆင်မယ်ခုနကဟာလေးကျွန်တော်ပြန်ပြောမယ်ဒါကကြောင့်
ကောင်းဆုံးရလို့ကျွန်တော်ပြန်ပြောတာပေါ့နော်ဒါโอเคပထမဆုံးသူ့အမိန်ဘေးစာရေးမယ်ပြီးရင်ကျွန်တော်အမိန်ဘေးစာအခုဒီရလူဂျမနိုင်နဲ့ကိုရေးလိုက်ပြီနော်အမိန်ပေးလိုက်ပြီပြီးရင်ကျွန်တော်ရလက်ကိုကြည့်လိုက်တယ်မလားအကုန်လုံး AI ကိုရလက်ကိုကြည့်တယ်ဟုတ်တယ်နော်ကြည့်လိုက်ရနော်အခုဒီရလက်ကိုကြည့်ကျွန်တော်ဘာလို့လဲပြန်ပြောရဲအဲ့တော့ပြီးရင်လိုအပ်ချက်များကိုသုံးသပ်ပါသူကတူတာတခါတည်းနဲ့မလုံတော့ခိုင်းအမိန်ပေးတာရေးတယ်တဲ့ပြီးရင်အဲ့ရလက်ကို AI ထုတ်ပြီးရလက်ကိုကပထမဆုံးအဆင့်အနေနဲ့ကြည့်ရတယ်လိုအပ်ချက်ရှိတဲ့လူတွေရှိတယ်အဲ့ချိန်မှာကိုကအဲ့လိုအပ်ချက်ကိုသုံးသပ်တာအခုကျွန်တော်လိုဘာလိုအပ်တာလဲသုံးသပ်ပြီးသွားလို့အဲ့အမိန်ပေးစာကိုကိုကအောက်ကနေပြန်ပြင်ငါ့ကိုဒါလေးထပ်ပြင်ပေးပါဒါလေးထပ်လို့ရှင်အဲ့ဒါပဲ AI သုံးချရတယ်တာတစ်ခုနဲ့မလုံလောက်နဲ့နောက်ထပ်ကိုကခိုင်းတယ်လို့ခိုင်းလို့ရရင်ခိုင်းလို့ရတယ်နော်အောက်မှာပစင်စင်ခိုင်းသွားလို့ရတယ်အဓိကအပေါ်မှာကိုယ့်ရဲ့ data ကြီးကိုပေးလိုက်တာကျွန်တော်ပထမမှာပြောရတယ် AI ဆိုတာ data အသက်ပဲအဲ့တော့ခုနက prompt ကြီးရလေခုနက6ခုအဲ့6 prompt framework ကြီး data ပဲကိုယ့်ရဲ့ data ကိုကိုယ့်ရဲ့အချက်လက်တွေအားလုံးသူ့ကိုပေးလိုက်တာကိုကဂျပန်ဒီဆရာမဖြစ်ကြောင်းနော်ကိုကဘလူးလူချင်းကြောင်းကိုကဘာလဲကိုကဘလူးလဲကိုကဘလူး format အားရကိုရဲ့အချက်လက်တွေ data တွေအင်္ဂလိပ်လိုဆိုတော့အဲ့ဒါကို AI ကိုပေးလိုက်ပြီးပြီးသွားရင်ကိုကရလက်တစ်ခုရလာပြီဒုတိယအဆင့်နော်ရလက်တစ်ခုရလာပြီပြီးရင်သုံးတက်မယ်အဲ့ data တွေပြီးရင်ကိုကအဲ့ဟာကိုမှထပ်မေးမယ်ကိုရဲ့အချက်လက်တွေကိုဖြည့်ပြီးသွားပြီဗျာ perfect ပဲထပ်မေးရုံပဲဘာမှမလိုတော့ဒီလိုမျိုး6ချက်ထပ်ထည့်စရာမလိုတော့ဘူးနော်သိလား6ချက်ထပ်ထည့်စရာမလိုဘူး6ချက်ကကိုယ့်ရဲ့ data ရအပေါ်မှာထည့်ယူရတယ်အောက်မှာကိုကမေကွန်းတူတူလေးဆက်မေးရုံပဲတော့အောက်မှာရေးရပြတခါလေးအကောင်းဆုံးမထွက်ပါက AI ကိုပြန်ပြင်ခိုင်းပါကြားတယ်မို့ဒါလေးထည့်ထားတယ် prompt ရေးခြင်းဟာတဲ့တခါလေးအပြီးတက်ရမယ်အလုံးမဟုတ်ပဲအပြန်အလှန်ဆွေးနွေးပြင်ဆင်ရမယ်လုပ်ငန်းစဉ်သာဖြစ်ပါတယ်အဲ့ဒါကို prompt engineering လို့ခေါ်တယ်တခါလေးနဲ့မလုံလောက်နဲ့ခေါ်တော့ prompt ကိုမလုံလောက်တဲ့ကိုကစာသားခုနကပြောသလိုအပြီးတက်ဟိုအပြန်အလှန်ထပ်ဆွေးနွေးကိုယ့်ရဲ့ data တွေကိုပုံမှာပေးထားတာဗျတန်အောင်လို့မေးAI ကိုကိုယ့်ရဲ့ data တွေချက်လက်တွေပုံပေါက်ကြားထားပြီးဒါပေးထားပြီးဒါမှဆိုရင်ပထမဆုံးကျွန်တော် mindset ပြောင်းရမယ်ဒီနန်းသဘောအနေနဲ့သူ့ကိုအလုပ်တင်နေတဲ့သဘောထားပြီးမေးအသေးစိတ်တင်ပြီးသူ့ကိုအသေးစိတ်ပြောပြကိုယ့်ရဲ့ချက်လက်တွေကိုသူ့ကိုအသေးစိတ်ခိုင်းအဓိကကိုယ့်ရဲ့ချက်လက်တွေကိုများများပေးဖို့ပဲနော်မကြောက်နဲ့ချက်လက်ကျွန်တော်တို့ချက်လက်တွေတကဘာလုံးကလူတွေတုံးနေကြတယ်ကိုယ်တကဘာလုံးကလူတွေချက်လက်တွေရှိပြီးသားတို့စာပါရေးထဲမှာစိတ်ချအဲ့တော့ဒုတိယအနေနဲ့ပြီးတော့ structure နဲ့သွားကိုကဘယ်လိုသင်ပေးရမလဲဆိုတော့ RDC IOC ဆိုတဲ့ project ကြီးသားမူပိုင်းနဲ့တော့ပြီးရင်ကိုကအဲ့ဒါလုပ်ပြီးရင် AI နဲ့ထည့်ကိုက ChatGPT 3 Gemini 3ပြီးရင်ကိုကအဲ့ဒါမှာ तू ကထုတ်ပေးတာကိုပြန်လဲပြင်ဆင်ကိုကအစင်တွေးခေါ်ပြီးမေးပြန်လဲပြင်ဆင်အကောင်းဆုံးပုံစံတွေထွက်လာတယ်နောက်ဆုံးမှာအများကြီးကိုကမေးလီကိုရဲ့ chat တွေပေးထားလို့ဆို share ထွက်လာတယ်နောက်ပိုင်းကိုကနောက်ထပ်ဒီဟာကိုဖြတ်ပြီးတော့ထပ်သုံးမယ်ဆိုရင်လည်းကိုရဲ့ chat တွေကိုကမှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကိုကဘာခေါင်းလဲဆိုတော့ तू ကသိသွားတယ်အဲ့တော့အဲ့ဒါနဲ့ကိုင်းနေတာပဲပေးတော့မယ်ဟုတ်ဗျာဒါ ChatGPT ဆိုရင် brown ဆိုးသေးသူက brother လို့မေးတာကိုလုံးဝ memory ထဲမှာထည့်ထားပြီးသားစာပါထဲမှာအသေးရောက်သွားပြီ Gemini အမိ brother လို့ကနည်းနည်းခိုင်းရသေးငါရဲ့ဒီအချက်လက်ငါပေးထားတဲ့ချက်လက်တွေကတော့မင်းမှတ်ထားလိုက်ပါဆိုရင် तू ကအသေးမှတ်ထားလိုက် Gemini အဲ့လိုမျိုးထပ်ခိုင်းရသေး ChatGPT ကတော့မခိုင်းကြမလို့ तू ကမှတ်ထားပြီးသား brother လို့ဘာဘလူးမျိုးလဲဘလူးကောင်းလဲဘလူးဘာတွေစိတ်ဝင်စားလဲဆိုတော့ तू သိအဲ့တော့ brother လို့နောက်ပိုင်းမေးသမျှအရာတွေက brother လို့ရဲ့စိတ်တိုင်းကြားပြီး तू ကထုတ်ပြလိုက် Okay ဒါစွမ်းဆောင်ရည် AI စွမ်းဆောင်ရည်ကိုဒါပို့ပြီးတော့တိကျအောင်လုပ်ပေးနိုင်တယ်ဗောနော်ဒီ prompt framework ကြီးอ่ะဒီ prompt engineering ဟာတခြားဟာကြီးလည်းရှိရနော်ဒါအဓိကအသုံးများဆုံးဟာနဲ့ project ကြီးစားကြီးကိုကျွန်တော်ပြောပြလိုက်တာဒီနေ့ Okay နားလည်မယ်လို့ယုံကြည်ရယ် Okay အားဆိုရင်အားလုံးပဲเนาะကောင်းသောညလေးဖြစ်ပါစေเนาะကျွန်တော်အကြံဉာဏ်ထပ်ပြီးညွှန်ပြပေးပါမယ်เนาะဒီနေ့ကတော့ကျွန်တော်ရဲ့နောက်ဆုံး sharing ပေါ့လေဟိုဟာဒီအင်္ဂလိပ်စာအထမ်းအတွက်အများကြီးရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะအများကြီးကိုကျွန်တော်နဲ့ပတ်သက်အများကြီးရပါတယ်ကျွန်တော်ရဲ့ page အောက်မှာကိုဘာတွေရခဲ့ကြအောင်အဲ့လိုမျိုးပေါ့နော်တွားreview ရေးပေးလို့ရတယ်ကျွန်တော်ရဲ့ဒီ Zwaman ထက်ဆိုရယ် page အောက်မှာပေါ့နော်အောက်မှာ review ရေးကျွန်တော်တကယ်ကျေးဇူးတင်ပါရေးရပါကျွန်တော်အများကြီးလည်းမတော်ဆိုဘူးရေးချင်လည်းရရေးချင်လည်းရအဲ့တော့တကယ်ကိုလိုမျိုးကျေးဇူးတင်တယ်ဆိုရင်ဒီ page အောက်မှာဒီ review ရေးတဲ့နေရာလေးရှိတယ်သိမှာပါအဲ့ review ရေးတဲ့နေရာလေးမှာတွားပြီးတော့ကျွန်တော် page အောက်မှာရေးလို့ရတယ် Zwaman ထက်ပေါ့နော် Okay